Hello အားလုံးပဲမင်္ဂလာပါဆောက်လုပ်ကောင်းစီစဉ်ပြန်လို့လိုက်ပါဒီနေ့ကတော့အမိုးရဲ့ဒီအိုးခဲတဲ့ချောင်းရှိဂျယ်လီလေးပေါ့အားရောဟိုဘာကြီးငါသားကြောင်ဒီမှာဟုတ်ဒီဟာအကုန်လုံး2ယောက်ပေါင်းပေါ့နော်8000ကပြပြရတယ်ဈေးကြီးရယ်ဘာရင်စားကြည့်မတမ်းမှုလို့ပြောအောင်မိုက်တယ်လည်းမကိုင်းဘူးစားကြပါဦးကောင်းတယ်သူအဲ့ဘယ်ငံပြရတာအချိုးလည်းရှိရအချိုးမစားတော့ကောင်းပါမစိုးခဲရင်စားယူမယ်ခဲစားမယ်မလေးကောက်တယ်မမီးတို့မုံဆိုင်နာရွှေနဲ့ပြက်လားအဲ့ဆိုင်ကဒီအနက်ဒီအနက်မဟုတ်အဲ့အနက်ညမင်းဟိုမတိတ်တယ်နဲ့ဆက်ကြပါအောင်ဟုတ်ဂျယ်လီသားရီကပြပြလေးနဲ့အဲ့အရသာကဘလူးပြမယ်လုံးမလို့နေရတော့ဒီမှာအယောင်ဆုံးဟုတ်ကဲ့နားနေစီတော့သွားတယ်ဘယ်အချိန်ပြည့်တော့မှာအဲ့ဒါတော့ဂျိုးပေါက်ထားလိုက်ပါဂျိုးပေါက်ထားလိုက်ပါအမိုးရသားမယ်အဲ့ဒါပါချုံနဲ့အရင်နဲ့မတူတော့ဒါလေးစားမစားဟုတ်ကဲ့အင်းကြီးစွမ်းမှာဆိုလို့ခံလိုက်တာပါနော်ဒါလေးစားကြည့်စားကြပါဦးအချင်းကြီးရောအဲ့ဒါပါလာကောင်း拜拜。